ကျွန်တော်တို့ hiking start တက်တော့မှာဖြစ်ပါတယ်။ရာသီကတော့40 degree Celsius လောက်ရှိရဆိုတော့တော်တော်အေးတယ် Let's go ဒီလိုလာတဲ့အဓိကအကြောင်းရတော့ဒီနေရာရဲ့သဘာဝအလှပတွေချောင်းလည်းပဲပြောရမှာအပေါ်မှာအရန်ကို acid တွေပြင်းထန်တဲ့ဒီရေပြားအိုင်ကန်ကြီးတစ်ခုရှိတယ်အဲ့ဒါပြီးတော့ကမ္ဘာပေါ်မှာမြင်ရခဲ့တဲ့မီးတောက်ပြားတွေပါရှိတယ်ဒါကြောင့်မို့လို့ပဲဒီနေရာကနေပြီးတော့ခီးသွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုဖြစ်နေတာပါကျွန်တော်စတဲ့အချိန်တုန်းကမနက်ခင်း2 နာရီကျော်လောက်ပဲရှိသေးတယ်ဘာလို့ဆိုရင်တက်လာရလဲဆိုတော့အဲ့ဒါမှပဲကျွန်တော်တို့ sunrise ကိုကြည့်လို့ရမယ်အဲ့ဒါပြီးရင်မီးတောက်ပြားတွေကလည်းဒီညအခါမှပဲတွေ့မြင်နိုင်တာဆိုတော့ဒါကြောင့်ပဲဆိုရင်တက်လာကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့လိုက်ခဲ့ကြပါအောင်လမ်းလျှောက်ပြီးတော့မတက်နိုင်တဲ့သူတွေအတွက်လည်းအခုလိုမျိုးလှဲလေးနဲ့ဆွဲပြီးလူတွေရှိရသူတို့ကတော့ဒီမှာ level ကနေလို့ခေါ်ရတာတောင်ထိပ်ကိုရောက်ဖို့ဆိုရင်ကျွန်တော်2 နာရီကျော်လောက်လမ်းလျှောက်ပြီးတော့တက်ရမယ်လမ်းလျှောက်ရတာနည်းနည်းတော့မောတယ်ဆိုပေမဲ့လည်းအခုလိုလူတွေအများကြီးနေဆိုတော့ပြောဖို့တော့ကောင်းပါတယ်ဆရာမရမောနေပြီလည်းမလာလည်းမနောက်တော့ကျွန်တော်ခုဆိုရင်မီးတောက်ပြားတွေကိုစပြီးတော့တွေ့ရပြီဒါတွေကတာမန်မီးတောက်မျိုးမဟုတ်ဘဲနဲ့ဆာလဖိုင်တောင်ကျွင်းရနေပြီးတော့မှဖြစ်ပေါ်လာတဲ့မီးတောက်တွေဆိုတော့သူ့ရဲ့အနံ့ကလည်းအရန်ပြင်းပြီးတော့အနေရရှိစေတယ်ဒါကြောင့်မလို့ gas mask တွေကိုမဖြစ်မနေဝတ်ဆင်ရမှာမယ်အဲ့ဒါပြီးတော့တောင်ထိပ်ကိုကျွန်တော်တို့ရောက်ပါပြီဒီမှာကနေအောင်ကတော့မထွက်သေးတဲ့အတွက်ကြောင့်မလို့ဘာမှတော့သိမမြင်ရသေးဘူးဆိုတော့ကျွန်တော်တို့နေထွက်လာတော့ခဏလောက်စောင့်ကြည့်ကြမယ်ဘာပေါ်မှာ acid ဓာတ်အပြင်းထန်ဆုံးနဲ့အကြီးဆုံးမီးတောင်ရေကန်တွေကတစ်ခုဖြစ်တဲ့ Echan Blue Lake ပါမီးတောင်ကနေထွက်လာတဲ့ sulfuric acid တွေအမြောက်အများကဒီရေကန်ထဲမှာပျော်ဝင်နေတဲ့အတွက်ကြောင့်မလို့ရေကန်ရဲ့ pH level ကရအောင်နှိမ့်ပြီးတော့ acid ဓာတ်တွေကရအောင်မြင့်မားနေပါတယ်ပြီးတော့သူကနေအောင်ရေနဲ့ထိတွေ့တဲ့အခါမှာဒီရေကန်ကအပြာရောင်ဖြစ်ခုလိုမျိုးမြင်တွေ့ရတာပါဒါပေမဲ့ရေကူးတာမျိုးရေကိုထိတွေ့တာမျိုးတွေဘာတွေတော့လုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ acid တွေမြောက်များပျော်ဝင်နေတာအတွက်ကြောင့်မလို့သူကရအောင်အနေရရှိပါတယ်လို့လည်းရတော့လောက်ပါပဲနောက်လည်းကျွန်တော်ရင်ခီးသွားဗီဒီယိုလေးစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ကောင်လေးလည်း follow လုပ်ထားလို့ရပါတယ်ဆိုတော့ bye bye